အင်တာနက်ပေါ်မှာပေါ်ရင်နာမည်ကြီးဖို့အတွက်လှူဒန်းနေကြတဲ့လိုင်းသားရောက်ကိုပါချစ်အပါအဝင်တခြားသောပရိုက်တာသမားတွေကိုတဲဝုန်းလိုက်တဲ့အယ်မွန်တင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် TK Media ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုလက်ရှိအင်တာနက်ပေါ်မှာနာမည်ကြီးလူပြောများနေတဲ့ဆိုင်မှာပစ္စည်းလာခိုးတဲ့တခိုးသားမင်းနှစ်ယောက်ကိုနေပူကြီးထဲမှာကျိုးနဲ့တုပ်ပြီးတော့ဆုံးမခဲ့တဲ့ဆိုင်ရှင်အမျိုးသမီးနဲ့အဆိုပါတခိုးတို့ရဲ့အရှုပ်အရှင်းပြဿနာနဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေအားလုံးလည်းသိပြီးသားဖြစ်မှာပါအစောပိုင်းမှာတော့ဆိုင်မှာလာခိုးတဲ့တခိုးနဲ့သူ့ရဲ့ကလေးကိုရဲလက်ထဲမအပ်ဖဲနဲ့ကိုယ်တိုင်စီရင်ချက်တွေချခဲ့တဲ့အပြင်ဘာမှမသိတဲ့ကလေးငယ်လေးကိုပါကိုထိလိုက်ရောက်ကျွလွန်တဲ့အပြင်ရင်တွင်းနဲ့လောင်းချမယ်ဆိုပြီးတော့ပြောဆိုမှုတွေပြုလုပ်ခဲ့တဲ့အတွက်ဒီဗီဒီယိုကိုတင်ပြီးနောက်ရက်မှာပဲအဆိုပါဆိုင်ရှင်အတော်ကြီးကတဖန်သက်ဆိုင်ရာရဲတွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။အဲ့ဒီအချိန်မှာတော့ဆိုင်ကိုလာခိုးတဲ့တခိုးသားမိကိုတနိုင်ငံလုံးကပြည်သူတွေကဝိုင်းပြီးတော့တနာနေခဲ့ကြတာပါ။သူတို့သားမိရဲ့နောက်ကျောင်းရာဇဝင်တွေလည်းမသိရသေးပဲတနာခဲ့ကြတဲ့အပြင်နာမည်ကြီးပရိုက်တာသမားလိုင်းတရာကိုပါချစ်တို့ကအစတခိုးအားပြီးစင်ရသားဖြစ်တာကြောင့်ဆိုကောင်ပတ်စံတွေကိုအထက်လိုက်သွားရောက်ပြီးတော့လှူဒန်းခဲ့ကြတာပါ။အဆိုပါအမျိုးသမီးနေထိုင်ရာရက်ကွက်တီသွားရောက်အင်တာဗျူးမေးမြန်းတာတွေလုပ်ခဲ့တဲ့အပြင်အလူရှင်တွေလှူဒန်းတဲ့ငွေတွေကိုလည်းအထက်လိုက်လှူဒန်းခဲ့ရပါ။ဒီလိုနဲ့ပဲတခိုးကနေရင်ထိုင်ရင်နဲ့နာမည်ကြီးသွားတဲ့ပြင်အိမ်မှာအေးစေးအိမ်နေရင်နဲ့ငွေတွေအများဆုံးက300ကျော်လောက်ကိုပိုင်ဆိုင်သွားခဲ့ရပါနေအိမ်ထီကိုသွားရောက်အင်တာဗျူးကမှသူနဲ့တူပါလာတဲ့ကလေးကသူကလေးမဟုတ်ပဲပတ်စံနဲ့အငှားခေါ်ပြီးတော့လူတွေအမြင်မှာတနာအောင်တမင်ခေါ်သွားလေးရှိရဖြစ်ကြောင်းကလေးကိုမိခင်အရင်ဖြစ်သူကပါနေစားပတ်စံနဲ့ရောင်းစားတဲ့သဘောနဲ့အဲ့ဒီတခိုးမရဲ့လက်ထဲကိုအပ်ထားခဲ့ရဖြစ်ကြောင်းတခိုးမကြီးကိုယ်တိုင်ကကလေးအတွက်ပတ်စံတွေကိုတောင်ပြန်ပေးလေးရှိကြောင်းဇလန်းအမှန်တွေထွက်ပေါ်လာပါတယ်။တစ်ဖက်မှာလည်းဆိုင်ရှင်အမျိုးသမီးအနေနဲ့ကတော့အတန်ကြောင့်ဖားတယ်ဆိုတဲ့အတိုင်းပဲအပြောဆိုမတတ်တဲ့အပြင်လောက်ရက်တွေကမှားယွင်းခဲ့ရကြောင်းကိုမန်နေလျက်နဲ့ရဲလက်ထဲကိုအခန့်လိုက်ရတာလောက်နာတာမရှိပါဘူးဒီကိစ္စကိုလိုင်းဘော်ကနေအစအဆုံးစောင့်ကြည့်နေတဲ့ဆယ်လီအယ်မွန်တင်ကတော့သူမအနေနဲ့ပရိုက်တာသမားတွေဘက်ကနေလည်းကင်မရာဘော်ကနေပဲဒုက္ခသမားတွေကိုကူညီတတ်တဲ့ပရိုက်တာသမားတွေလို့မှတ်ချက်ပေးလိုက်ပါတယ်လက်ရှိဆယ်လီအယ်မွန်တင်ရဲ့မှတ်ချက်တွေကအရာအလုံးဆက်ဆက်တွေးကြည့်ရင်တွေးထွက်အောင်မှန်ကန်နေအောင်ကြောင့်လူတွေကြားမှာရေးပန်းစားနေပါတယ်အခုလိုနိုင်ငံရေးအခြေအနေတွေကမကောင်းရတဲ့ကြားတဲ့ပြည်သူတွေဆင်းရဲနေတာကိုအမျက်ကြီးထုတ်ပြီးတော့ကင်မရာတစ်လုံးနဲ့လှုပ်ရှားနေကြတဲ့ပရိုက်တာသမားတွေလည်းနောက်ပိုင်းလုံးဝထောင်မကျိုးတဲ့အကြောင်းအခုဆိုရင်တခိုးကိုဖမ်းရမယ့်အစားတခိုးအားပေးလုပ်နေကြတဲ့အကြောင်းလိုင်းပေါ်ကနေတဆင့်လိုင်းသားရောက်ကိုပါချစ်ပါဝင်တခြားသောပေါ်ပင်ပရိုက်တာသမားတွေအားလုံးကိုတိမ်ကြုံဖဲ့လိုက်တာပါနောက်ပြီးတော့သူမက Facebook ပေါ်မှာဒုက္ခဖြစ်နေသူကိုဒါမီဒီယာနဲ့လိုက်ပြီးတော့လူတန်းပြနေတဲ့ပရိုက်တာသမားတွေများပြားနေကြောင်းထောက်ပြပြောဆိုခဲ့ပါတယ်တကယ်လို့အနေရာတွေအများကြီးကိုတော့လင်းလျူရှုထားပြီးနာမည်ကြီးဖို့အတွက်ပဲပရိုက်တာကိုအသုံးချနေရတွေတွေ့ရတယ်လို့ဝေဖန်ခဲ့ရဖြစ်ပါတယ်ဒီလိုမျိုးလိုင်းပေါ်မှာဒုက္ခသည်တွေနာမည်ကြီးလူတီများလာမှတစ်ခါပြန်ပေါ်လာပြီးနာမည်ရအောင်လူတန်းသွားတဲ့ပရိုက်တာသမားကြီးလိုင်းသားရောက်ကိုပါချစ်တို့လို့ပရိုက်တာသမားတွေကသူမမြင်မှာတော့တမျိုးလေးပရိုက်တာသမားတွေပေါ်ပင်ကောင်တွေလို့တဲဝုန်းလိုက်တာကြောင့်အားလုံးကတော့အယ်မွန်သိန်းကိုဒီလိုမျိုးများများဆုံးမပြီးဖို့အားပေးနေကြတာပါဒီဗီဒီယိုကိုကြည့်ရှုနေတဲ့ပရိသတ်တွေအနေနဲ့ဆယ်လီအယ်မွန်သိန်းရဲ့ဝေဖန်ထောက်ပြမှုတွေနဲ့ပတ်သက်လို့ဘယ်လိုထင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်